တကယ်တော့ Aristotle ရဲ့ Nicomachean Ethics လို့ခေါ်တဲ့နာမည်ကြီးစာအုပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကရေးထားတဲ့ self help စာအုပ်ပေါ့နော်ဒီသူတည်ရေးကြံတကြံလို့ကျွန်တော်ပြောလို့ရမယ်ထင်ပါတယ်အဲ့ထဲမှာဥပမာသူက eudaimonia ဆိုတာဘာလဲဥပမာဒီ eudaimonia အကြောင်းသိချင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့เนาะကျွန်တော်ရဲ့ဗီဒီယိုတွေမှာကြည့်လို့ရတယ်เนาะဆိုတော့ဒီ eudaimonia ကိုရဖို့အတွက်ဆိုရင်နောက်တစ်ခုအရေးကြီးတဲ့အရာကဘာလဲဆိုတော့ habit ဖြစ်တယ်ပေါ့เนาะဆိုတော့ဘာလို့လဲဆိုတော့Aristotle ဘာပြောလဲဆိုတော့ we are what we repeatedly do ပေါ့เนาะဆိုတော့ကျွန်တော်တို့နေ့တိုင်းပုံမှန်เนาะအချိန်ချင်းလုပ်နေတဲ့အရာကိုပေါင်းဆက်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ identity တွေကျွန်တော် personality တွေဖြစ်လာတယ်လို့ပြောတယ်အဲ့တော့ဥပမာလူတစ်ယောက်ကရဲစွမ်းတတိရှိတဲ့လူဆိုတာတဲ့ဒီရဲစွမ်းတတိနဲ့ပြည့်စုံတဲ့เนาะအရာတွေကိုအချိန်ပေါင်းများစွာလုပ်တဲ့လူကရဲစွမ်းတတိရှိတဲ့လူဆိုပြီးတော့ဖြစ်လာအဲ့လိုပဲကျွန်တော်တို့နေ့တိုင်းပေါ့เนาะကျွန်တော်တို့လုပ်နေတဲ့အရာတွေပေါင်းဆက်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ကြားလာတာနဲ့အများဒါဟာကျွန်တော်တို့ကိုတက်မပေးတဲ့အရာတခုဖြစ်လာတယ်အဲ့တော့ဥပမာဒီနေ့မှာဆိုလဲကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်နေ့တိုင်းကိုပါလုပ်လဲပေါ့နော်ကိုနေ့တိုင်းလုပ်တဲ့အရာတွေကိုမှတ်သားထားပြီးတော့နောက်တစ်လနှစ်လတစ်နှစ်ကြာလာတဲ့အခါမှာဒီအရာတွေကကိုယ့်ရဲ့ဖြစ်တည်မှုကိုပြပေးတယ်အားအကြောင်းမို့ဒီနေ့မှာဥပမာခက်တဲ့ရဲ့ပေါ့နော်ဒီနာမည်ကျော် bestseller စာအုပ် Atomic Habits လို့မျိုးစာအုပ်တွေကိုကြည့်မယ်ဆိုတော့ဒါတွေကလည်းဒီ Aristotle ပြောတဲ့ဒီ habit ရဲ့အရေးပါပုံဖြစ်တယ်ဆိုတော့ဥပမာ Atomic Habits ထဲမှာဆိုရင်သူကနေ့တိုင်းပေါ့နော် 1% တိုးတက်အောင်လုပ်တဲ့လူကနှစ်ပေါင်းများစွာကြာလာတဲ့ခါမှာအများကြီးပေါ့နော်ကျွန်တော်ထင်ထားတာတဲ့တိုးတက်ပြောင်းလဲမှုတွေကိုမြင်ရတယ်လို့သူကပြောတယ်အဲ့တော့ဒီနေ့မှာလည်းကျွန်တော်တို့တိုးတက်အောင်မြင်တဲ့လူတယောက်ဖြစ်ချင်တယ် eudaimonia လို့ Aristotle ခေါ်တယ်ပျော်ရွှင်တဲ့လူတယောက်human flourishing လူတယောက်ရဲ့ကြွယ်ဝပြည့်စုံမှုနဲ့เนาะကြွယ်ဝပြည့်စုံမှုရချင်တဲ့လူတွေဆိုရင်တော့ဒီနေ့တိုင်းမှာကျွန်တော်တို့ရဲ့လုပ်နေတဲ့အရာတွေကိုကျွန်တော်ကြည့်ပြီးတော့မှဒီ habit တွေကိုပြင်ရမယ်ပြီးတော့မှဥပမာကောင်းမွန်တဲ့ habit ကိုနေ့တိုင်းလုပ်လာတဲ့ခါကျတော့ကျွန်တော်တို့ဟာကျွန်တော်လိုချင်တဲ့ကောင်းတဲ့ outcome တွေရမယ်ပြီးတော့မှမကောင်းတဲ့ habit တွေစုလာတဲ့ခါကျတော့လည်းဒီဟာကျွန်တော်တို့ကမကောင်းတဲ့ outcome တွေရမယ်ဥပမာကျွန်တော်တို့နေ့တိုင်းအရက်တောက်ရင်တော့နှစ်ပေါင်းများစွာကြာလာတဲ့ခါမှာကျွန်တော်တို့အရက်သမားတွေဖြစ်လာမယ်နေ့တိုင်းဆေးလေးတွေတောက်ရင်နှစ်ပေါင်းတွေများစွာကြာလာတဲ့ခါမှာဆေးလေးသမားတွေဖြစ်လာမယ်အဲ့လိုပဲနေ့တိုင်းပေါ့နော်ဒီမကောင်းတဲ့ bad habit တွေလုပ်ရင်တော့ဒီ bad habit တွေရဲ့အကျိုးကျေးဇူးကိုကျွန်တော်ရမယ်အဲ့လိုပဲနေ့တိုင်းကျွန်တော်တို့တွေစာတုပ်ဖတ်မယ်စာကောင်းတဲ့ဟာတစ်ခုလုပ်မယ်ဒါမှမဟုတ်လဲ skill တစ်ခု practice မယ်ဆိုရင်တော့ဒီနေ့တိုင်းလုပ်တဲ့ habit တွေပေါင်းစည်းလာတဲ့အခါမှာနှစ်ပေါင်းများစွာနှစ်ပေါင်း9နှစ်10နှစ်တွေရှိလာတဲ့အခါမှာဒီအရာတွေကကျွန်တော်တို့ကိုတတ်မှတ်ပေးတဲ့ကျွန်တော်တို့ရဲ့ပေါ့နော်ဒီကျွန်တော်တို့တတ်မှတ်ပေးတဲ့အရာတွေဖြစ်လာမယ်အဲအကြောင်းမို့ကျွန်တော်တို့နေ့တိုင်းလုပ်နေတဲ့ habit တွေကိုသတိထားပြီးတော့မှကြည့်ရမယ်ကျွန်တော်သတိထားပြီးတော့မှသုံးသပ်ရမယ်လို့ကျွန်တော်တို့ဒီ Nicomachean Ethics ထဲမှာ Aristotle ကပြောထားပါတယ်